စီကြီးတွေဆေးမယ်ဆိုကြီးချုံမင်းရှိရနော်အင်ဂျင်တစ်ချမ်းကိုတစ်ဖုံးနှစ်ဖုံးနဲ့ပြောင်းတယ်စုတ်တန်လေးနဲ့တော့လိုက်ပြီးပို့ပြီးဆေးပြရတယ်ကြောင်ချားဝင်တဲ့စုတ်တန်လေးနဲ့စုတ်တန်မမာလေးနဲ့ဆေးရင်ပို့အဆင်ပြေရနော်ဒီပြောင်းလေးဆိုစုတ်တန်မမာလေးနဲ့ပို့လို့ရတယ်ကြောင်ချားဆိုရင်တော့ဝင်တဲ့စုတ်တန်လေးနဲ့ပို့ပြီးတက်စီဖို့လည်းအများကြီးတက်တာတယ်နော်တစ်ဖုံးနှစ်ဖုံးနဲ့အင်ဂျင်နဲ့ဆေးလို့ရတယ်ဘယ်တော့မှမကုန်ဘူးဒါအောက်သားမီးမနာတဲ့အင်ဂျင်ချမ်းတွေဆိုတော့တက်တယ်မီးလာလို့ရှိရင်တော့အောက်မှာအမဲလေးတွေကျန်တယ်တက်ထူသားတိတ်မလှဘူးမီးရနာထားတဲ့ဂျွတ်ကိုက်ထားတဲ့ဆိုရင်တော့အမဲလေးကျန်မယ်အပေါ်ကစီကြီးကတော့ပြောင်းသွားလိမ့်မယ်နော်ဒီလိုစီကြီးတွေဒါနဲ့တန်းဆေးပါဓာတ်ဆီနဲ့ဆေးကြမလို့ပါဘူးဓာတ်ဆီဖို့လည်းအများကြီးတက်တာပါတယ်နော်အာမခံတယ်ဓာတ်ဆီဖို့လည်းအများကြီးတက်တာမယ်အာမခံတယ်ဒါကတရုတ်အင်ဂျင်ချမ်းတွေပါယူရီးယားအင်ဂျင်ချမ်းတို့ဂျပန်တက်ထုတို့ယူရီးယားတက်ထုတို့ကပိုလှပါတယ်နော်မီးရနာတိုင်းတော့အောက်မှာအမဲပေါက်လေးတွေကျန်မယ်တက်ထုသားတီအောင်အောက်သားမတက်ပါဘူးဒါပေမဲ့အမဲပေါက်ကျန်မယ်အပေါ်ကစီကြီးကတော့ဓာတ်ဆီနဲ့ဆေးတူပါပဲနော်ပြောင်းပါတယ်ဒီကောင်လေးဆိုရလက်ကဓာတ်ဆီနဲ့အများကြီးတာတယ်ဆေးရတယ်ကျွန်တော်ဓာတ်ဆီဒီဇယ်ဖို့လည်းအများကြီးတက်တာပါတယ်မှာမယ်ဆိုလို့ရှိရင်ကျွန်တော်နာမည်လိပ်စာလေးပို့ပေးရပါမယ်နော်အရင်ဝေချင်တဲ့ပို့ပေးပါတယ်စီကြီးတွေဘယ်လက်ပြည့်လဲတန်းဆေးပါဓာတ်ဆီနဲ့တဆင့်ဆေးကြမလို့ပါဘူးဒါနဲ့ပဲဆေးရမှာပဲကျွန်တော်စီကြီးနဲ့အထိလို့ဆေးကလုံးသွားတာပါလုံးသွားတာတွေပါမရှိပါဘူးเนาะစုတ်တယ်မှာတော့မကတ်ပါဘူး